ကျွန်တော်24ဒီဇင်ဘာလ17ရက်နေ့က release လုပ်ခဲ့တဲ့ Gemini 2 Flash မှာဘာတွေပိုကောင်းလာလဲအားလုံးမင်္ဂလာပါဒီနေ့မှာတော့လွန်ခဲ့တဲ့3လလောက်ကမိတ်ဆက်ခဲ့တဲ့ Gemini ရဲ့2 Flash ရဲ့ပိုကောင်းလာတဲ့ချက်တွေကိုပြောပြပေးပါမယ် Gemini ရဲ့2 Flash ကိုမိတ်ဆက်ပြီးနောက်လမှာ DeepSeek ရထွက်လာတော့နေရာတိုင်းမှာ DeepSeek ရဲ့သတင်းတွေဖြစ်နေခဲ့ပြီးတော့မှ Gemini ကတော့အောက်ကိုရောက်သွားသေးရတယ်Gemini ရဲ့2 Flash ကိုမိတ်ဆက်ခင်တုန်းက Gemini ကတော်တော်လေးကိုသုံးရအဆင်ပြေဖြစ်ခဲ့တာပေးတဲ့အခြေအနေစီလျော်မှုမရှိရတဲ့ကြောင့်လူတိုင်းဒီဘက်က ChatGPT ကိုပဲသုံးနေခဲ့တာကျွန်တော်မှတ်မိသလို့ဆိုလို့ရှိရင် Gemini စပြီးထွက်တော့ကျွန်တော်ဖုန်းထဲကို auto launch လုပ်လာတာအဓိကကလည်း Gemini ကို Google ကထုတ်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့ Google Assistant launch လုပ်ထားတဲ့ဖုန်းတိုင်းကို Google Assistant တွေမှာစာထုတ်မဲ့ Gemini က auto launch လုပ်သွားတာပါ update ထွက်လာတဲ့အချိန်မှာလည်း auto update လုပ်ပြီးရသွားတယ်သူတို့မိတ်ဆက်ခဲ့တာကတော့ Gemini 2 Flash 2 Flash Lite နဲ့2 Flash Pro ဆိုပြီးမိတ်ဆက်ခဲ့တာ2 Flash Lite နဲ့2 Flash Pro ကတော့သုံးတဲ့အတိုင်းပဲဒီမှာနိုင်ငံမှာသုံးလို့မရဘူးပြီးတော့ VPN ခံပြီးမှသုံးရမယ်အခု2 Flash မှာတော့ ChatGPT ရဲ့ Pro version မှာရတဲ့ feature တွေအကုန်ရတယ်ဥပမာအနေနဲ့ဆိုလို့ရှိရင် image generate လုပ်တာမျိုးတွေပြီးတော့မှlive call ခေါ်တာမျိုးတွေပါ image generate လုပ်တာက ChatGPT ထက်ကိုပိုကောင်းတယ်ပြီးတော့မှlimitless ပါအကန့်အသတ်မရှိထုတ်လို့ရတယ်ကျွန်တော်တို့ ChatGPT ရဲ့ free version မှာဆိုလို့ရှိရင်တရက်ကို2ပုံပဲထုတ်လို့ရတယ်ထပ်ထုတ်ချင်တယ်ဆိုလို့ရှိရင် pro version ကိုသုံးရမယ်ထွက်လာတဲ့ image ကလည်းတော်တော်လေးကို quality ကောင်းပြီးတော့ realistic ဆန်တာကိုလည်းတွေ့ရတယ်ကျွန်တော် ChatGPT နဲ့ရှင်ပြီးတော့မှသုံးကြည့်ရ prompt တစ်ခုတည်းကိုပဲထုတ်တာချင်းအတူတူကိုမှ Gemini ကပိုပြီးမှ realistic ဆန်တယ်ပိုပြီးမှ quality ကောင်းတယ်ပိုပြီးမှ natural ဖြစ်တာကိုတွေ့ရတယ်အဲတော့မှ ChatGPT ကိုပိုပြီးတော့မှ natural ဖြစ်အောင်တစ်စင်လုပ်ခိုင်းပေးမယ်ဒီလောက်ပဲတတ်နိုင်တယ်ပြီးတော့မြန်မာစကားကိုလည်း DeepSeek ထက်ကိုပိုပြီးတော့မှနားလည်တယ်လို့ကျွန်တော်တို့မြင်တယ်အရင်တုန်းကလိုမျိုးစလုံးတွေကမစီလျော်မြောက်တင်မြောက်ပေါင်းပြောလို့ပြောချင်တာမှမသိအဲ့လိုမျိုးတွေမဖြစ်ဘူးစလုံးတွေစာကြောင်းတွေကတော်တော်လေးကိုမှန်လာတယ်ပြီးတော့မှကျွန်တော်တို့မေးလိုက်တဲ့မေးခွန်းနဲ့ဆက်တဲ့အဖြေတွေကိုလည်းပေးတယ်ပြီးတော့ website link တွေ YouTube link တွေလည်းတခါလေးချပေးတယ်ပြီးတော့မှပေးတဲ့အဖြေတွေကလည်းခေါင်းစဉ်တွေစာပိုက်တွေနဲ့တက်တက်ရရလေးဖြစ်တယ်ကြည့်ရတော်တော်လေးကိုရှင်းရှင်းလင်းလင်းလေးနဲ့အဆင်ပြေလာတယ် DeepSeek ရဲ့သတင်းကြောင့်က Gemini ကသတင်းဖုံးခဲ့ရပြီပဲGemini ရဲ့2 Flash ကတော့ next level ကိုရောက်နေပြီလို့ပြောလို့ရတယ်ဗီဒီယိုရိုက်ပြီးတော့မှ Gemini ကိုတိုက်ရိုက်အဲ့ဒီဗီဒီယိုကိုမေးလို့ရပါတယ်ဒါကတော့တော်တော်လေးကိုမိုက်တယ်လို့ပြောရမယ်အလုပ်ရှုပ်လဲတက်တာတယ် Where do you recommend I attack from on this base? Given the base layout, I recommend attacking from the bottom or south side. This direction allows you to target the town hall directly with your giants. ကျွန်တော်တို့ live call မှာဆိုလို့ရှိရင်လည်းမြန်မာလိုပဲပြောလို့ရနေပါပြီဒါပေမဲ့လူကြီးမင်းပြောလိုက်တဲ့မြန်မာဘာသာစကားတော့သူကမြန်မာလိုပြန်ပြောပြမှာမဟုတ်ဘူးဒါပေမဲ့လူကြီးမင်းပြောလိုက်တဲ့စကားရဲ့အဖြေအကုန်လုံးကတော့သူကစာအနေနဲ့ပြန်ထုတ်ပေးမှာဆိုတော့ကိုကစာရရမှာလည်းပြင်းတယ်အင်္ဂလိပ်လိုလည်းမမေးချင်ဘူးဆိုလို့ရှိရင်ကျွန်တော်တို့အခုလိုမျိုးlive call လေးခေါ်ပြီးတော့မှစကားပြောပြမှမေးလို့ရတယ်Gemini ရဲ့2 Flash မှာတော့ကျွန်တော်တို့ program အတွက် code တွေထုတ်ခိုင်းတာကတော့အရင်အရင်စင်မပြေဘူးလို့သိရတယ်ဘာလို့လဲဆိုတော့အဓိကသူက2 Flash Lite နဲ့2 Flash Pro ကprogramming တွေ coding တွေအတွက်ထုတ်ထားဖြစ်တဲ့အတွက်ကြောင့်မို့လို့2 Flash မှာတော့ coding တွေကအရင်စင်ပြေမှာတော့မဟုတ်ဘူးဒီတော့လူကြီးမင်းက program အတွက် code တွေထုတ်ချင်တာပဲဖြစ်ဖြစ်အဲ့လိုမျိုးဆိုလို့ရှိရင်တော့2 Flash Pro နဲ့2 Flash Lite ကိုဝယ်တော့ကြံပေးခြင်းတယ်ဒီမှာနောက်တဲ့ feature တွေဆိုလို့ရှိရင်တော့ကျွန်တော်တို့ audio ပို့တာတွေတပုံပို့ပြီးတော့မှဖြည့်ရှင်းခိုင်းတာတွေဒါကြတော့အရင် AI ညီမှာလည်းပါနေပြီးတော့ကျွန်တော် true တော့ပြောမနေတော့ဘူးဒါတော့အခုပြပြသွားတာတွေကတော့ Gemini 2 Flash ရဲ့ပိုကောင်းလာတဲ့ feature တွေပဲဖြစ်ပါတယ်အရင်ကလိုမျိုးပုံထုတ်ဖို့အတွက် AI တစ်ခုကိုသုံး audio အတွက် AI တစ်ခုကိုသုံးနေမယ်စတနေရာထဲမှာပဲကုန်ရတဲ့ Gemini ရဲ့2 Flash ကိုစမ်းတုံးကြည့်ကြဖို့ကျွန်တော်တို့ကြံပေးပါတယ်ဒီချင်းမင်းတို့ကဘယ် AI တွေကိုသုံးနေကြလဲဘယ်အောင်ကြိုက်ဆုံးလဲဆိုတာအောက်မှာရေးထားလို့ရပါတယ်အားလုံးပဲနောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်